ခမရမနေ့ပြန်အစားပြီးမနေ့စောစောထားမယ်လို့ဘယ်နှခါလောက်တွေးဘူးလဲနှုတ်ဆက်ကို9နာရီမှပေးထားတယ်ဒါပေမဲ့မြည်လာတဲ့အခါခမရမထားခြင်းနေဘူးနောက်ထပ်9မိနစ်လောက်ပါပဲဆိုပြီးအိတ်လိုက်တယ်အဲ့ဒီ9မိနစ်ကနေ2နာရီဖြစ်သွားတယ်ပြီးတော့ခမရတနေကုန်အပြစ်မကင်းတယ်လို့ခံစားရတယ်ငါဘာလို့ဒီလောက်ပြင်းနေရတာလဲဆိုပြီးတော့ပေါ့ဒါပေမဲ့တကယ်တမ်းခမရပြင်းနေတာမဟုတ်ပါဘူးမှန်ကန်တဲ့နီးလန်းကိုမသိသေးတာပါဒီနေ့ခမရနောက်ကျမှအိယာဝင်ခဲ့ရင်တော့မှမနေ့4နာရီခွဲမှာဘာအခက်အခဲမှမရှိပဲအလွယ်တကူထားနိုင်မဲ့အဆင့်6ဆင့်ကိုပြောပြပေးမယ်ကစားလိုက်ရအောင်အဆင့်1နှုတ်ဆက်ကိုစမတ်ကြကစားပါခမရဖုန်းကိုကရင်အနားမှာလုံးဝမထားပါနဲ့နှုတ်ဆက်မြည်လာတဲ့အခါမှာထားပြီးလမ်းလျှောက်တော့ပိတ်ရအောင်လုပ်ပါဒီလိုလှုပ်ရှားမှုကပဲခမရအိတ်ချင်စဲကိုပျောက်သွားစေပါတယ်ပြီးတော့ခမရဘာကြောင့်စောစောထားနေရတာလဲဆိုတာကိုတတိယစေမဲ့စာရတစ်ခုခုကိုအလံပေးထားပါဥပမာစိတ်ခွန်အားပေးတဲ့တခြင်းဒါမှမဟုတ်စာရတစ်ခုခုပါဒီလိုစာရတွေကိုမနှက်ခင်းမှာပထမဆုံးကြားလိုက်ရတာကအုံတော်ကိုလှုပ်ဆော်ပေးပြီးစွမ်းရည်တွေရလာစေပါတယ်တကယ်လို့ဖုန်းကိုအဝေးမှာထားဖို့ခက်ခဲနေတယ်ဆိုရင်အလန်းနာကြီးအသေးလေးတစ်လုံးဝယ်လိုက်ပါဒါဆိုဖုန်းသုံးစွဲမှုလည်းရောသွားပါလိမ့်မယ်အစစ်နဲ့မနက်ခင်းကိုအောင်နိုင်ဖို့ညဘက်ကိုအရင်အောင်နိုင်အောင်လုပ်ပါမနက်ခင်းကိုထိန်းချုပ်နိုင်ဖို့ကညကလေးကစတင်ပါတယ်ညဘက်အလေးထားတွေကဖယိုဖယက်ဖြစ်နေရင်မနက်ခင်းမှာစီကန်းရှိဖို့ဆိုတာမဖြစ်နိုင်ပါဘူးအဲ့ရမဝင်ခင်မိနစ်30အလိုမှာဖုန်းကိုဖယ်ထားပါမီးရောင်ကိုလျှော့ပါပြီးတော့မနက်ဖြန်အတွက်အစီအစဉ်ကိုရေးမှတ်ပါမနက်ဖြန်မနေ့ကျရင်ဘာတွေလုပ်ရမလဲဆိုတာကိုစာအုပ်တော်မှာရေးချပါဒီအလေးအကျင့်တွေကခမရအုံတော်ကိုတည်ငြိမ်စေပြီးမနက်ခင်းအတွက်လမ်းကြောင်းပြပေးပါတယ်ပြီးတော့ခမရညနောက်ကျမှအိယာဝင်ခဲ့ရင်တော့မှမနေ့စောစောထားပါခန္ဓာကိုယ်က2ရက်3ရက်လောက်ဆိုအသားကျသွားပါလိမ့်မယ်အဲ့ဒီတက်တောင့်တက်တာမရှိမှုကပဲခမရရဲ့ level ကိုပြောင်းလဲပေးမှာပါအဆင့်3မနက်ခင်းရဲ့ပထမဆုံး10မိနစ်ကအပြောင်းလဲပါပဲအလန်းမြည်မြည်ချင်းဖုန်းကိုမကင်ပါနဲ့ရေဒါမှမဟုတ်ရေနည်းတစ်ခွက်ကိုတန်းတော့ပါမီးဖွန်ပါပြီးတော့ခန္ဓာကိုလှုပ်ရှားပေးပါကခုံနာမျိုးဒါမှမဟုတ်အခန်းထဲမှာ2ပတ်လောက်လမ်းလျှောက်တာမျိုးလုပ်ပါတိပ္ပံနိကြအရာရိုရှင်းပါတယ်မနက်ခင်းရဲ့ပထမဆုံး10မိနစ်ကခမရဲ့တနေ့တာကအကျိုးရှိမလားဒါမှမဟုတ်ပြင်းစရာကောင်းမလားဆိုတာကိုဆုံးဖြတ်ပေးပါတယ်ရေအလင်းရောင်လှုပ်ရှားမှုတွေကချက်ချင်းစွမ်းရင်တက်လာစေပါတယ်အဆင့်လေးစောစောထားဖို့ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုရှိပါစေဘသူမှအကြောင်းပြချက်မရှိပဲစောစောမထားကြပါဘူးအလန်းမြည်ပေမဲ့အုံနောက်ကငါဘာလို့ထားရမှာလဲလို့မင်းနေပါလိမ့်မယ်ခမကိုဂရင်ဘော်ကနေဆွဲခေါ်သွားနိုင်မဲ့အကြောင်းပြချက်တစ်ခုရှိရပါမယ်ဥပမာလေ့ကျင့်ခန်းလုပ်ဖို့စာပတ်ဖို့ဒါမှမဟုတ်တင်အိမ်မက်ထားတဲ့ project တစ်ခုခုကိုလုပ်ဖို့ပါမနေ့ပြန်မနေ့ငါဒါကိုလုပ်မယ်ဆိုပြီးညကလေးကရေးမှတ်ထားပါဒါဆိုအုံနောက်ကမတိစိတ်ထဲကနေကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်လို့မနေ့နိုးလာတာနဲ့တင်းစိတ်ကအစင်တစ်ဖြစ်နေပါလိမ့်မယ်အစင်ကတရက်လွတ်သွားရင်လည်းအပြစ်မတင်ပါနဲ့ပြန်လဲစူးစမ်းပါလူတိုင်းတရက်မဟုတ်တရက်တော့ပြက်ကွက်တတ်ကြတာပါပဲကြိုးရောခမရောအားလုံးပါပဲဒါပေမဲ့စီကံရိုးရှင်းပါတယ်နှစ်ကျင်ဇက်တိုက်တော့အပြစ်မခံပါနဲ့တရက်လွတ်သွားတာအဆင်ပြေပါတယ်နှစ်ရက်လွတ်သွားပြီဆိုရင်တော့အလေးချင်းတစ်ခုလုံးပြည့်စည်သွားပါလိမ့်မယ်မနေ့ကပြောက်ကွက်ခဲ့ရင်တောင်းဒီနေ့တော့ထားလိုက်ပါ10မိနစ်လောက်ပဲဖြစ်ဖြစ်ပြန်ထလာနိုင်တာကမှအဆက်မှန်အောင်ပွဲပါဒီတိုင်းရက်20 25လောက်အထိလှုပ်ကြည့်လိုက်ပါအဲ့ဒီအခါကျရင်စီကန်းဆိုတာအလိုလျောက်ဖြစ်လာပါလိမ့်မယ်အဆင့်6တည့်ရဲ့စူးစမ်းအထောက်မှုအတွက်စုချပါမနေ့စောစောထားပြီးကိုစုချပါကော်ဖီတချင်းနေထွက်တာကိုကြည့်တာစတဲ့ဖြစ်ကြိုက်တာတခုခုပေါ့စောစောထားတာဟာပြည့်တံတခုမဟုတ်ပဲစုလက်တခုလို့အုံနောက်ကခံစားရပါစေကျုပ်ဆိုရင်အရင်ကမနေ့စောစောထားရတာနှိမ့်ဆက်ခံရတယ်လို့ပဲလို့ထင်ခဲ့ဘူးတယ်ဒါပေမဲ့မနက်ခင်းကိုအေးချမ်းတဲ့ကော်ဖီတစ်ခွက်စာအုပ်တုံနဲ့စတင်လိုက်တဲ့အခါစောစောထားရတာကကောင်းမွန်တဲ့အရာတစ်ခုလို့ခံစားလာရတယ်အဲ့ဒီအပြောင်းလဲလေးကပဲကျုပ်ဘဝကိုပြောင်းလဲစေခဲ့တာပါနောက်ဆုံးအကြံပြုချက်အနေနဲ့အချိန်နဲဖို့ထက်ပိုကောင်းအောင်အိပ်ပါ၄နာရီခွဲမှာထားနိုင်ဖို့အတွက်အိတ်ချင်ကိုစရိရမှာမဟုတ်ပါဘူးပိုကောင်းအောင်လုပ်ရမှာပါအိတ်ဆက်မဲ့ပတ်ဝန်းကျင်ကိုပိုကောင်းအောင်ဖန်တီးပါမီးအောင်မိမ့်မိန်ဖုံးပိတ်ထားမယ်အေးမြတဲ့အခန်းနဲ့ပုံသေးအေးရဝင်ချင်းတတ်မှတ်ထားပါပြီးတော့ညဘက်မှာငါထားရမယ်လို့မတွေးပါနဲ့ငါထားပြီးသွားပြီလို့တွေးပါအုံတော့ကအဲ့ဒီအမိတ်ပေးမှုအပေါ်ပို့ပြီးတုတ်ပြန်တတ်ပါတယ်တခြားလူတွေအားလုံးအိမ်မော်ကြနေချိန်မှာတင်ကားတော့တင်းရဲ့အိမ်မက်တွေအတွက်စူးစမ်းနေမယ့်အချိန်တစ်ခုရောက်လာပါလိမ့်မယ်အဲ့ဒီအချိန်ကျရင်မနက်စောစောထားတာကအလေးချင်းတစ်ခုတက်တော့မဟုတ်ပဲစူပါပါဝါတစ်ခုဆိုတာတင်နားလေလာပါလိမ့်မယ်အနည်းချုပ်အနေနဲ့တစ်ဖုံးကိုအဝေးမှာထားပါအလန်းကိုစက်မှတ်ကြသုံးပါနှစ်ညဘက်မှာကြိုတင်စီစဉ်ပြီးမှအိပ်ပါ3ရေအလင်းရောင်လှုပ်ရှားမှုကစွမ်းရည်နေတက်လာစေပါတယ်4စောစောထားဖို့ခိုင်လုံတဲ့အကြောင်းပြချက်ရှိပါစေ5အပြစ်မတင်မဲ့ပြန်လဲစူးစမ်းပါ6မနက်ခင်းမှာစုချပါမှန်မှန်ကန်ကန်အိပ်ဆက်ပါဒါကြောင့်မနက်ပြန်4နာရီခွဲမှာထားမယ်လို့ကောမန့်ရေးခဲ့ပေးပါဒီဗီဒီယိုလေးကိုသဘောကျလို့ဆိုရင် like and subscribe နဲ့မနက်တိုင်းနောက်ထပ်5မိနစ်လောက်ပါပဲလို့ပြောတတ်တဲ့တိတငယ်ချင်းကိုမျှဝေပေးလိုက်ပါ